ကဘာပေါ်မှာလူပြေအများဆုံးတင်ပေါ်ဖြစ်ဆိုလူပြောလိုက်ရင်လူများစုတာတိုက်တက်နစ်ကိုပဲဖြီးမိမိကြမှာပါပဲဒါပေမဲ့တကယ်တမ်းမှာတော့တိုက်တက်နစ်ထက်တောင်ပိုပြီးကြောက်စရာကောင်းတယ်ပိုပြီးတော့လည်းလူအသက်ပေါင်းများစွာဆုံရှုံခဲ့ရတဲ့အဖြစ်ဆိုဤတစ်ခုအမေရိကန်မှာဖြစ်ခဲ့ပူပါတယ်အဲ့ဒါကတော့တိုက်တက်နစ်လိုနာမည်မကြီးပဲသမိုင်းမှာအမေခံထက်သွားတဲ့ဆောက်တနာတင်ပေါ်ကြီးတဲ့အကြောင်းပါပဲအဲ့ဒီတုန်းက1865ခုနှစ်ပေါ့အမေရိကန်ပြည်တွင်းစစ်ကြီးပြီးကားစားအချိန်လေးပါစဉ်းစားကြည့်ပါဦးတောင်ပိုင်းတိုင်းရဲ့အချင်းစခန်းတွေမှာငက်ပြတ်တီဒုက္ခမျိုးစုံခံစားနေရတဲ့မြောက်ပိုင်းစစ်တုံးပန်းတွေလေသူတို့ခမအိမ်ပြန်ရဖို့ဆိုတာကိုပဲမျိုးလင်းကျအပြည့်နဲ့စောင့်နေကြတာအဲ့ဒီမှာအစိုးရကစစ်သားတွေကိုအိမ်ပြန်ပို့ဖို့တင်းဘောတွေကိုငားပါတယ်စစ်သားတယောက်ကို$9အရာရှိဆိုရင်$10ပေါ့ဒီတော့ဆောက်တနာတင်းဘောကပတိန် James Cass Mason နဲ့တာဝန်ရှိသူတွေကဘာလုပ်လဲဆိုတော့ပိုက်ဆံကိုပဲမျက်စိကြပြီးလူတွေကိုတရိတ်ဆန်တွေလိုမျိုးအတင်းအကျပ်ထိတ်ထဲပါတော့တယ်တကယ်တော့ဒီဆောက်တနာတင်ဘောကခရီးဒီ386ယောက်ပဲတင်ဖို့ထုတ်ထားတဲ့တစ်သားတင်ဘောကြီးပါဒါပေမဲ့အဲ့ဒီနေ့မှာလူပေါင်းဘလန့်တောင်တင်ခဲ့လေသီလား2400ကျော်ဗျာတမချက်တဲ့6ဆလောက်ပို့တင်လက်တာလူတွေကဘလန့်တောင်ကျက်နေလေဆိုရင်တင်ဘောကျန်းကင်တွေတောင်ကွေးချကုန်လို့တစ်သားတိုင်တွေနဲ့အောက်ကနေအတင်းပြန်ထောက်ထားရတဲ့အခြေအနေပါအဆိုးဆုံးကဘာလဲဆိုတော့တင်ဘောရဲ့အထူးပြဿနာဖြစ်တဲ့ရေနွေးငွေအိုးပါမယ်ဘွိုင်လာအိုးတလုံးကရိုးစိတ်နေပေပဲအခြေမရဘူးဆိုပြီးတံပြားပါလေးနဲ့ပဲယာယီဖားထဲပြီးထွက်လာခဲ့တာအဲ့ဒီလိုနဲ့ဧပြီလ29ရက်မနက်9:00နာရီချိန်မှာတော့ကတ်ဆိုးကြီးဆက်ရောက်လာပါတော့တယ်မစ်စစ်စီပီမြစ်ရဲ့ရေစီးတန်တန်ကိုယုံမောင်းနေတော့မှာပဲဟိုကဖာထားတဲ့ဘွိုင်လာအိုးထုံးလုံးကစက်တိုက်ပေါက်ကွဲထွက်သွားတာပေါက်ကွဲအားကဘလောက်ဖြစ်လဲဆိုရင်ကျန်းကင်းကြီးအကုန်ပွင့်ထွက်ပြီးအေးပျော်နေတဲ့လူပေါင်းယာကြီးလေထဲကိုလွှင့်စင်ကုန်တာပေါ့တစ်သားတင်းပေါ်ဆိုတော့မီးကလည်းချက်ချင်းဟုံတောက်သွားတော့မီးလောင်လို့ရေထဲခုန်ချပြန်တော့လေရေကအဆက်မတန်အေးပြီးရေစည်းကလည်းတန်နေပြန်ရောအချင်းစခန်းမှာအစာငါထားလို့အားမရှိတဲ့စစ်သေးတွေခမရေမကူးနိုင်တော့ပဲတယောက်ကိုတယောက်ဖက်တွေ့ရင်းနဲ့အုပ်စုလိုက်ရေနှင်းသေးဆုံးကုန်ကြတာတကယ်ကိုငရေခံမှာပဲဒါပေမဲ့ဒီလောက်ကြီးမားတဲ့အဖြစ်ဆိုးကြီးကဘာလို့သမိုင်းမှာမထင်ရှားခဲ့တာလဲအကြောက်ရင်းကတော့အချိန်ကွိုက်မာယွင်းသွားလို့ပါပဲတည်တယ်ဟုတ်လားဒီကိစ္စမဖြစ်ခင်နှစ်ပတ်အလိုမှာပဲအမေရိကန်သမားသားကြီးအေဗရာဟမ်လင်ကန်လုတ်ခံခဲ့ရတာလေတင်မောပေါက်ကွဲမဲ့နေရက်အလိုမှာပဲသမားသားကိုလုတ်ခံတဲ့တရားခံဂျွန်ဝီလ်စ်ဘူသ်ကစစ်သားတွေလက်ချက်နဲ့တည်သွားခဲ့ပြန်တယ်တနိုင်နာလုံးကသမားသားကြီးအကြောင်းပဲအာရုံရောက်နေကြတော့ဆောက်တနာတင်ဘောကြီးရဲ့အထည်ဆိုးကသတင်းစာမျက်နှာတွေပေါ်မှာနေရာမရခဲ့ဘူးပေါ့စစ်ပွဲရဲ့ငရဲခန့်ကနေကန်ကောင်းလို့လွတ်မြောက်လာပြီးမှအိမ်မပြန်နိုင်တော့ပဲလောဘာသားတွေကြောင့်အထက်ဆုံးရှုံးခဲ့ရတဲ့စစ်သေး1800ကျော်အတွက်တော့ဒါဟာတကယ်ကိုဝမ်းနည်းစရာကောက်တဲ့အမေခံသမိုင်းတစ်ခုဖြစ်နေပါတော့တယ်